YouTube မှာ content တွေဖန်တီးဖို့အကနီလိုင်းတဲ့ခုရှာနေတယ်ဆိုရင်အခုပြောပြမဲ့ နီးဖြူဟာကတော်တော်လေးကိုအားကောင်းပါတယ်ပြီးတော့လေအခုချိန်မှာတကယ်ကိုအောင်မြင်မှုတွေအများကြီးရနေပြီကဲဖာများလဲဆိုတာကြည့်လိုက်ကြရအောင် ကြည့်ပါအောင် subscriber 3သိန်းတောင်ရှိတယ်။အန်အော်ဖို့ကောင်းတာကဘာလဲဆိုတော့ဒီ channel မှာ video ရှင်58ခုပဲတင်ထားသေးတာ။ဒါတကယ်ကိုမယုံနိုင်စရာပဲနော် ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးသူတို့တင်တဲ့ဗီဒီယိုတိုင်းရလီကြည့်ရှုသူတက်တန်းကြော့ပုံမှန်ရနေတာဒါကဘာကိုပြနေလဲဆိုတော့ဒီလို content မျိုးကလူတွေကိုတကယ်ဆွဲဆောင်နိုင်တယ်ဆိုတာပါပဲ ဆိုတော့ဒီချက်လက်တွေကနေဒိုးတွေဘာတွေ့နိုင်လဲ YouTube မှာအခွင့်အရေးကြီးတစ်ခုရှိနေတယ်ဆိုတာပဲအထူးသဖြင့်ကျန်းစာပုံမြင် animation လိုမျိုး niche ဈေးကွက်မှာပေါ့ဘာလို့လဲဆိုတော့ဒီပုံမြင်တွေကချက်အဆက်ဆက်လူတွေစိတ်ဝင်စားကြတယ်ပြီးတော့လူတွေရဲ့စိတ်ခံစားမှုကိုတိုက်ရိုက်ထိနိုင်တော့ကြည့်တဲ့သူနဲ့ချက်ချင်းကို connect ဖြစ်တော့ရော အဓိကအချက်ကဒါပါပဲဗီဒီယိုအရှယ်တွေနဲ့အောင်မြင်နေတဲ့ channel တွေရှိနေပြီဟုတ်တယ်ဒါပေမဲ့ဗီဒီယိုအတူလေးတွေ short form market မှာတော့ဒီ niche အတွက်နေရာအများကြီးလွတ်နေပြီတဲ့ဒါကတကယ်ကိုအခွင့်အရေးကောင်းမယ် ။ကဲဘယ်လို content မျိုးဖန်တီးနိုင်မလဲဆိုတာပုံဖော်ကြည့်ရအောင်နမူနာလေးတစ်ခုပေါ့။သင်ဟာအဲ့ဒီလူပဲဒါက Professor တန်က PN Dawit ကိုပြောခဲ့တဲ့စကားတော်တော်လေး drama ဆန်းနေနော်ဒီလိုမျိုးပฏิပတ်ခတ်ဒီစိတ်ခံစားမှုတွေပါတဲ့ဇလန်ကကြည့်တဲ့သူကိုဇလန်ရဲ့တန်းပြီးဆွဲခေါ်သွားနိုင်တယ် ကဲဒီလိုအားကောင်းတဲ့ဇလန်းတွေကိုလွယ်လွယ်ကူကူဘယ်လိုလုပ်မလဲဒီနေ့မှာတော့ဒီအခွင့်အရေးကပါလဲဘယ် AI tool သုံးမလဲပြီးတော့အစ်စ်လိုက်ပေါ့ script နဲ့အတန်ရုပ်ထက်ဖန်တီးတာနောက်ဆုံးဆွင့်ဆောင်မှုရှိအောင်တီးချက်တာအထိတစ်ဆင့်ချင်းသွားကြမယ် โอเคဒါတွေအားလုံးကိုဖြစ်အောင်လုပ်ပေးနိုင်မယ်အဓိကကျတဲ့ AI tool အကြောင်းအရင်ဆုံးပြောကြရအောင် ။အဲ့ဒါကတော့ Verlo AI ပါ။ तू ကဘာလဲဆိုတော့ Google ရဲ့နောက်ဆုံးပေါ် V3 model ကိုသုံးထားတဲ့ AI video tool တစ်ခုပေါ့။ script တစ်ခုပဲလို့တယ်။အဲ့ဒီကနေ video ရော voice over ရော audio ရောအကုန်ဖန်တီးပေးနေတယ်။အရေးတွေးမဲ့ animation တွေလုံးချင်နေဆိုရင် Google V3 model ပါတာကတကယ့်ကိုအဓိကကျတယ်။ဘာလို့လဲဆိုတော့ဒီ model ကအရင်အစွမ်းထပ်ပြီးတကယ့်ကိုလက်တွေ့ကြတဲ့ရုပ်ထက်တွေဖန်တီးပေးနိုင်လို့ပဲ။ ကဲလက်တွေ့လုပ်ရမယ့်အပိုင်းကိုဆက်လိုက်ကြရအောင်ပထမဆုံးအဆင့်ကတော့ဖဲဗီဒီယိုမဆိုအခြေခံကြားဆုံးဖြစ်တဲ့ script နဲ့အတန်ပိုင်းပါပဲ ဗီဒီယိုတွေကိုဝင်လိုက်ရင် guided flow ဆိုတာရှိတယ်အဲ့ဒါလေးနဲ့ project အသက်တစ်ခုစလိုက်ပါပြီးရင်ကိုလှုပ်ချင်တဲ့ပုံစံနဲ့ခက်ဆင်ဆင်တူတဲ့ဗီဒီယိုတွေရဲ့ URL 3ခုကနေ5ခုလောက်အထိထည့်ပေးလိုက် reference များလေရလက်ကပိုကောက်လေပဲဒါဆိုရင် AI ကအဲ့ဒီဗီဒီယိုတွေကိုခွဲချမ်းစစ်ဖြာပြီး script အသက်တစ်ခုတန်ရေးပေးပါလိမ့်မယ် voice over အတွက်လည်းလွယ်လေးပဲ Adams လိုမျိုး premium AI voice ဒီတဲ့ကတစ်ခုကိုရွေးလိုက် generate လို့ download ဆွဲလိုက်ဒါပဲမထားမှာကနောက်ဆုံးထွက်လာမယ့်ဗီဒီယိုမှာအတန်ကောင်းကအရန်ရွေးကြည့်တယ်ဆိုတာပါပဲ Okay script နဲ့အတန်ရပြီဆိုတော့နောက်တစ်ဆင့်ကိုသွားကြမယ်ဒီ script ကိုဆွဲဆောင်မှုရှိတဲ့ဗီဒီယိုစီးနေအဖြစ်ဘယ်လိုပြောင်းမလဲဆိုတာကြည့်ရအောင်